비안네 팬드라죠. 어? Hello. ဟုတ်ကဲ့ရွှေနတ်ထပ်ပြောနေပါတယ်ရှင်ဟုတ်တပေါင်းလာပြည့်နေလားအော်အဲ့ရက်ကမရတော့ဘူးဟုတ်ပါကြုံငှားထားတာမှမရလိုက်ဘူးဖြစ်သွားတယ်အားနာလိုက်တာဟုတ်ကဲ့ပါရှင်ဟုတ်နောက်ပွဲကြမှာစုံမယ်နော်ဟုတ်ကျေးဇူးတင်ပါတယ်ပွဲရလာတိုက်စိတ်ရမ်းချတာဟောပြောင်းလာပြန်ဟယ်လိုဟုတ်ရှင်အော်တပေါင်းလားပြီကျော်တရက်နေ့ကိုရွှေ့လိုက်တာလားကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်အခုလိုစကားလေးကြားလို့လည်းအယံဝမ်းသာပါတယ်ဟုတ်ကဲ့အဲ့ဆိုပွဲရသေးကြပြီပေါ့နော်။အော်မနှက်ပြန်စာချုပ်လာချုပ်မှာလား။ဟုတ်ရတယ်နော်။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကိုလေဟာအမေအဝတ်စားရပါရင်ဟုတ်တယ်ရက်ဒီတိုင်းအရင်ကလည်းအဝတ်စားခွတ်တယ်ကျမအဝတ်မပြောဟုတ်ပါဘူးအခုကအဝတ်စားတစ်တင်နဲ့တောက်ပြောင်နေလို့ပါနော်။ဒါနဲ့ဘာလုပ်တာ။အော်ဒီမှာလေကထိန်ရာဒီပွဲဆိုပြီးလဲမနားရဘူးမအိမ်မှာနားတော့လေးတပေါင်းလာတော့တဲ့စာချုပ်လာချုပ်ကြတာနဲ့ပွဲလက်ခံနေ။ဘာပြောပါနော်ပိုလီတို့မိနစ်ကဒီနေ့တူမတူတာပါနော်။အရန်ကိုပြောင်းအောင်လား။ဒါနဲ့ဘာစီးကောင်းနေစားလဲပြောပါအောင်မမကိုလေ။စေးစားတာမဟုတ်ဘူးမမရဲ့ဟိုမန္တလေးမှာနေတဲ့ဆရာရာစာမင်းလေသူနဲ့တွေ့ပြီးတော့ဆရာပေးတဲ့ဘေးရင်းနေရရအစီမံနေလိုက်လုံရင်းနဲ့အခုလိုဝက်ကွဲကိုအဆင်ပြေနေရောဟုတ်လားဟုတ်ပါတော်လိုက်တာစီကဒါရင်ပဲကမလဲဟိုဦးလေးတို့ရက်ကွက်ထဲကနေမတ်သူစာကြီးတည်တယ်မို့လားတည်သူ့ယောက်ျားဆိုလို့ရှိရင်မရင်ငယ်ယူသွားတာအဲ့ဒါလေးပိုးလေးကိုရှင်လာဖွင့်တာနဲ့မမရဲ့ပိုးလေးကလည်းမနေနိုင်တာနဲ့အဲ့ဆရာရစာမင်းနဲ့ချိတ်ဆက်ပေးလိုက်တာအခုဆိုလို့ရှိရင်သူ့ယောက်ျားပြန်ရောက်လာပြီးငိန်ကုတ်လို့ကျင်နာလို့နင်းပေးနှိပ်ပေးနေအားကြစရာကြီးမမကဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲပိုးလေးရဲ့မမကောင်းလေးလေအခုတလုံးမောက်မှာအချိုးတွေရမ်းပြောင်းနေတာအရင်လိုလည်းဂရုမစိုက်တော့ကောင်မလေးတွေ့ပါရရင်တော့မသိပါဘူးပိုးလေးရဲ့ပြီးတော့လည်းရှိသေးတယ်မမောင်လေးကဒီနေ့12တန်းဖြေပါလေအဲသူ့ကိုလည်းနှစ်ချင်းပေါက်ထိုးချင်နေအောင်သေးချင်းနဲ့အားကြောင့်ရေလေးပါလေလှုပ်ချင်တာပိုးလေးရဲ့ရတာဗောမမရဲ့အဲ့ဆိုရင်ဆရာရစာမင်းနဲ့ချိတ်ဆက်ပေးမယ်မိတ်ဆက်ပေးမယ်လေဆရာစီသွားလို့လိုက်ဒါပေမဲ့ဆရာမန်းလေးမှနေရဆိုဟုတ်တယ်လေမမတကူတကကြီးသွားလို့ရတော့အဆင်မပြေဘူးပိုးလေးရဲ့ဩဒါမြတ်လွယ်ပါတယ်မမကလည်းဆရာရစာမင်းကလေလူတွေးမှမဟုတ်အဲ့လို online ကနေလေဟောပြီးသေးဟုတ်လားဟုတ်တယ်တော်လိုက်တာဆရာမိုက်တယ်အဲ့လိုမျိုးတချို့ဆိုလဲနေဝေးရလူတွေရှိရပါမမရဲ့အဲ့လိုမျိုးဆိုလို့ရှိရင်အဲ့လို online ကနေပြောဦးလေအော်ကိုကြီးစကားတွေကောင်းနေကြဟာလားဟုတ်ပါဒီကိုကြီးလေညီမလေးဟိုတနေ့ကဆက်သွယ်ပေးတယ်လေဆရာရသာမင်းဆရာရသာမင်းအေးအဲ့ဒီဆရာရသာမင်းရဲ့ကျေးဇူးကြောင့်ကိုကြီးအခုစမ်းနေတော်တော်ပွင့်နေပြီဗျာဟုတ်လားဟုတ်လားအဲ့ဆရာရသာမင်းရဲ့ကျေးဇူးကိုနေလေအခုကိုကြီးဆိုလို့ရှိရင်ဟိုကောင်မလေးကချစ်ပါတယ်ဒီကောင်မလေးကကြိုက်ပါတယ်ဟိုတယောက်ကတော့ကိုကြီးကိုလက်ထပ်ပါဆိုပြီးတော့အမလေးတောင်းပန်ပြီးပြောနေရတာ Oh my god ကိုကြီးဖြစ်လေတော်တော်ဆိုင်နေပွင့်နေပြီဟုတ်လားအဲ့ကြောင့်ဘသူယူလို့ယူရမှမသိဘူးအဲ့ဒါဆရာရသာမင်းရဲ့ကျေးဇူးရာဟာပေါ့တာအဲ့ကြောင့်ဆရာရသာမင်းနဲ့အတူပိုးလေးကိုကိုကြီးကကျေးဇူးဆက်မှုလာတာရပါတယ်ကိုကြီးရဲ့9ရက်သားသမီးတွေအားလုံးအဆင်ပြေသွားတယ်ဆိုရင်မဆရာကြည်နဲ့နေမှာပိုးလေးလည်းကြည်နဲ့တယ်ဟုတ်ပါပြီယာကျေးဇူးတင်ပါဟာလေပြန်လာစောလိုက်မလေးပြန်လာစောဆိုမပြောနဲ့လေးလေးပစ္စည်းတွေလေဆရာရသားမင်းကျေးဇူးကြောင့်အကုန်ပြတွေ့လားဆရာအရင်စွမ်းလားဆရာရသားမင်းရတရားတော်တော်စွမ်းလာပါသမီးရဟုတ်တယ်မပြောလိုက်ချင်ဟုတ်တယ်ဟမ်မလို့ဘယ်အောင်မလို့သူကလိုက်ချောင်းနေလိုက်တော့ဘယ်မှမရောက်တွေ့မှဆိုလို့ပုံနေတာဒီနေ့လိုက်ချောင်းရအောင်အဲ့ဒါဆရာရသားမင်းရဲ့ကျေးဇူးတွေဟိုလေးလေးနဲ့ကိုကြီးတတနဲ့တိနေရတာသိတာဗောစားနေကြဘာလို့စားသမင်းနေပါလေတော့အမလည်းမသိဘူးအဲ့တော့ပြောတာဆရာရသားမင်းရဲ့အစွမ်းနေကအတိမဖြစ်နေတာမိမနေမဟုတ်ဘူးဓာကြီးပါပါတယ်ဟုတ်လေးအခုမှရောက်တာလေချမင်းမစားတော့မစားတော့သမင်းကဘယ်ချင်းစားတာပြန်လာမှစားလို့လည်းရနောက်မှစားမှာဟုတ်လက်ကျွေးလိုက်ဦးမယ်ဟာဘာလို့နောက်စားခဏလေးနော်မလိုက်ဘူးအဲ့ဒါပြောတာဆရာရသားမင်းကိုရှော့ပေးပါလို့
ကိုလေးရေခုနပြောတော့ကလေအဲ့လောက်မထင်တော့အခုမှပဲတကယ်ယုံတော့ရဲ့ဆရာတော်ဆိုင်တာနော်ဟုတ်တယ်အမဖုန်းနံပါတ်လေးပြပါဦးဆရာဖုန်းနံပါတ်ပိုးလေးရေပိုးလေး ဘလို့ရတာတော့ခဏတော့ဒီပါဦးလေးနေပါဦးဘာကူညီပေးရမှာတော့လို့ ဆရာရာသာမင်းဖုန်းနံပါတ်လိုချင်လို့ အမလေးအဲ့ဒါမြဖြည်းဖြည်းသက်သာတောင်းလဲရပါတယ်ပေးပါပေါ့ကဲမှတ်ထား39ခွန်6ခွန်6ကိုကို39ခွန်1 39ဟုတ်တယ်အဲ့ဒါဆရာပေါ့ပြန်ပြောကြည့်အောင်39ခွန်6ကို39ခွန်1 39မှန်ကဲဆရာရာသာမင်းဖုန်းနံပါတ်လာတောင်းနေဆိုတော့ဆရာရာသာမင်းအကြောင်းဘယ်ကကြားလာလဲပြောပါဦး မလေးညီလေးမာမီဝဲဈေးထဲမှာဈေးရောင်ရင်ဖွာတာဆရာသမီးကဘလို့တော်တာဘလို့စွမ်းတာဘလို့လူတွေကိုဘလို့ကူညီလိုက်လို့ဘလို့ဖြစ်သွားတာငါတို့အကောင်လုံးငါတို့ပြောပြအကုန်တစ်စီးလုံးလဲနဲ့နေပြီးဖွာတာဆိုအဲ့ဒါငါတို့လဲအတိအကျတေချာတိချင်လို့လာတာဟုတ်တယ်ပြီးတော့မမရဲ့သမီးအမေကျမ်းမာကြီးမကောင်တော့မှတိတာပဲအဲ့မေးတော့လေရေရာလေးပိုက်လိုချင်လို့လုပ်ပါကူညီပါနော် ဟုတ်မမလေးဇင်းအောင်ကောင်းတင်လို့ဆရာနဲ့ဆက်သက်ပြီးတော့မကူညီပေးပါ ရတာပေါ့ရတာ သူတို့ကိစ္စတွေအဲ့လောက်ရင်မကြည့်ငါ့ကိုအရင်ကူညီပါဟဲ့ငါအရင်ရေးကြည့်တယ် ဘာလဲကြည့် မနေ့ကညငါမိမလေးလင်ငယ်တော့လိုက်သွားလို့ဘာလဲမကြည့်နဲ့ဒီမှာတမီတော့ခွဲရတော့လားရှိတယ်ဟုတ်ပြီပါ ကဲဟုတ်ပြီအားလုံးကိုဆရာစာမေးကြောက်ပြောပြမယ်နော်ဆရာကလေခုနှစ်သားသမီးတွေအားလုံးရဲ့အခြေရေးအိမ်အောင်ရေးစီးပွားရေးလူမှုရေးပညာရေးဘာရေးပဲဖြစ်ဖြစ်ဆရာရဲ့ရရအစီမံအစွမ်းအနေနဲ့လူတွေအားလုံးကူညီပေးနေ ဝါ ဆရာကလေမန္တလေးမှာနေတာမန္တလေးမှာနေတာဆိုတို့လူနယ်ဝေးရလူတွေတို့နောက်ပြီးတော့နိုင်ငံခြားကိုရောက်နေတဲ့သူတွေတို့ဆိုလို့ရှိရင်ဒါဆရာစီကိုသွားမတွေ့နိုင်ဘူးလေအဲ့လိုသွားမတွေ့နိုင်တဲ့သူတွေကခုနကဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39ခွန်6ကို39ခွန်1 39ရဲ့အဲ့ဒီဖုန်းနံပါတ်ရဲ့ Viber ကနေလဲဆက်သွယ်လို့ရတယ် ဝါ နောက်ပြီးတော့ဆရာမှာ Facebook page ဆရာရစာမင်းဆိုတဲ့ Facebook page လည်းရှိတယ်အဲ့ရကနေလဲ online ကနေတစ်စက်ဆက်သွယ်လို့ဗီဒီမေးမြန်းလို့ရတယ် အဲ့ဒီပြင်လေဖုန်းမရှိဘူးမို့လား အဲ့အဖုတ်ပေးဆိုတာ စာလဲမရိုက်တတ်ဘူး မရေးတတ်ဘူး Facebook လည်းမသုံးတတ်ဘူး မတုံးတော့ဘူး မသုံးတတ်ဘူးအဲ့လိုမျိုးစာမရိုက်တတ်တဲ့သူတွေဖုန်းမရှိတဲ့သူတွေဖုန်းမရှိရတော့မပါတော့ပါဘူးအဲ့လိုမျိုးစာမရိုက်တတ်တဲ့သူတွေနောက်ပြီးတော့အသက်ကြီးဘိုးဘွားတွေဆိုလို့ရှိရင်ဆေးရကိုလည်းကိုယ်တိုင်ကိုယ်ကြပြောပြခြင်းနဲ့ဒါပေမဲ့သူတို့ကစာမရိုက်တတ်ဘူးဆိုလို့ရှိရင်ဆေးရရဲ့ခုနကဖုန်းနံပါတ်ကိုဓာတ်ရိုက်ခေါ်ဆိုပြီးတော့ဆေးရနဲ့ဓာတ်ရိုက်မေးမြန်းပြောဆိုလို့ရတယ် ဝါ ကဲအဲ့တော့ဆရာရဲ့ရရတွေအစီပန်တွေကအရန်ကိုလူသားတွေအားလုံးကိုအဆင်ပြေစေတယ်ဆရာကအရန်ကိုတော်တယ် မှန် နော် အဲ့ဒါကြောင့် စင်ပြေတာ အဆင်ပြေတာပေါ့ကဲအဲ့တော့ဆရာနာမည်ကိုအားလုံးတိတိကျကျသိကြရဟုတ် တိရပါ ကဲအဲ့ဒါဆိုပြောပါအောင်ဘယ်သူပါလဲ ဆရာရလာမင်းတဲ့